ကျွန်တော်ရဲ့ဆရာ၃ပါးရှိတယ်ပထမ2ယောက်ပဲရှိတယ်စပထမတစ်ယောက်ကကျတော့ Google မှာရှာတာကျွန်တော်အဲ့လိုဒီကလူတွေကအဲ့လိုအလေးချင်းရှိရင်ဖြစ်နိုင်တယ်ကျွန်တော်ထက်တောင်ပိုတာနိုင်တဲ့လူတွေဖြစ်နိုင်တယ် space bar လေးကိုကျွန်တော်ဖိပြီးပြောတာမြင်လားကျွန်တော် walkie talkie လိုမျိုးလေးပဲ space bar လေးကိုဖိပြီးလွှတ်လိုက်တာနဲ့ကျွန်တော် mute ဖြစ်သွားမှာကြည့်ကျွန်တော်တို့ခဏတစ်ဖြုတ်လေးဝင်ပြောတဲ့အခါလေးပေါ့အဲ့ဒါဆိုရင်ကျွန်တော်ကဒီလို mute ထားတဲ့ဟာလေး space bar လေးဖိပြီးပြောတယ်ကျွန်တော် walkie talkie လေးပြောရဲ့ပုံစံမျိုးပဲအဲ့လိုဖိထားပါလေလက်တော့ကြတော့အခုချိန်အဲ့လိုဝယ်မယ်ဆိုရင်ဘယ်လောက်အနည်းဆုံးကိုအဲ့လိုဒီ AI နေပါတွေသုံးဖို့ဆိုလို့ရှိရင်ဘယ်လောက်လောက်ဆိုရလောက်လဲကိုအခုလေ့ကျင့်ခဲ့တဲ့နည်းရှိတယ်အဲ့လက်ွက်ပို့လေဟုတ် A4 ဆော်ရရှိရယ် A4 မှာကျွန်တော်တို့လေကွန်ပျူတာသင်တန်းတွေမှာရိုက်ပြီးတော့လေကျွန်တော်တို့ဒီလက်ွက်ဒီ keyboard တိုင်းပဲကျွန်တော်တို့အဲ့ဟာလေးရှိရယ် bridge highlight ရှိ bridge anycan of bridge all ဘာညာအဲ့ဒါတွေကျွန်တော်ကရိုက်တာကျွန်တော်စိတ်ကူးတယ်မှာကျွန်တော်စာပိုက်တွေအများကြီးရိုက်တာကျွန်တော်မှတကယ် keyboard တော့မရှိခဲ့ဘူးကျွန်တော်ဘဝမှာအဲ့လိုဟိုအရသာလေးကျွန်တော်လိုချင်လာတာပေါ့လိုချင်တာနဲ့ကျွန်တော်ရက်ွက်ထိပ်မှာရှိတဲ့ကျွန်တော်မိတ်တူဆိုင်လေးမှာတွားကြည့်တယ်အခုရေးလို့ကျွန်တော်လို့ keyboard လေးအဟောင်းလေးရောင်းပါဆိုတော့ဝယ်ပြီးကျိုးမပါဘူးကျွန်တော်ကျိုးမဲ့ကွာငါဟာကျိုးမဲ့သိရမလားကျွန်တော်စာအုပ်ကြီးထောင်ပြီးရိုက်တော့တာပဲဖောင်းနေသိရမလားဒါအရိုက်တာကျွန်တော်ဟုတ်တဲ့နေရှာတယ်အဲ့လိုရှာတတ်စေချင်တယ်ဒီကလူတွေ